Viva ဟာလက်ပြန်ကလပ်ပင်တပင်ကိုနိုင်ပိုင်းတွင်လဲချနိုင်ပြီးတစ်နှစ်ကိုအပင်ပေါင်းရာနဲ့ချီလဲနိုင်ပါတယ်Viva ဟာတစ်ပင်စီတစ်ခုလုံးကိုအဆုံးထိကိုက်ဖြတ်တာမျိုးမဟုတ်ပဲအပင်ရိုင်သွားစေဖို့လိုအပ်တဲ့လောက်ပဲကိုက်ဖြတ်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူကစုတ်ခွာပေးလိုက်ပြီးကျန်တာကိုလီတိုက်ပြီးလဲကျသွားအောင်စောင့်ဆိုင်ပါတယ်သူဟာတက်ကိုင်းတွေကိုတေယူရလွယ်ကူတဲ့အရှိဖြစ်အောင်ဖြတ်တောက်လိုက်ပြီးသူကိုယ်တိုင်ဖော်ဆောင်ထားတဲ့တူးမြောင်းကွန်ရက်တွေကနေတဆင့်ဆဲရီစီကိုရေကူးတည်ဆောင်သွားလိမ့်ရှိပါတယ်ဒီရေကန်တွေဟာVivaကိုရန်သူတွေဘေးကနေကာကွယ်ပေးပြီးတူးမြောင်းတွေကတော့တောနက်ထဲအထိအစားရှာနိုင်ဖို့နဲ့မိမိကိုယ်လေးချိန်တဲ့အစာပေါင်းများစွာလီးလံတဲ့အရာတွေကိုအလွယ်တကူသယ်ဆောင်နိုင်ဖို့အထောက်အကူပြုပါတယ်ဆောင်းဘောကာလဟာVivaတွေအတွက်အလုပ်ရှုပ်ဆုံးအချိန်မှာရေကန်ကြီးအေးခဲသွားတဲ့အခါပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့မလွယ်ကူတော့ပါဘူးရေစီးတံကိုကြားရတာကသူတို့အတွက်လှုံ့ဆော်မှုတစ်ခုဖြစ်ပြီးဟာခွက်တွေကိုတစ်သားတွေနဲ့ဖြည့်တင်းတာယူစိမ့်တဲ့နေရာတွေကိုရှွန့်နေနဲ့ပိတ်ဆို့တာတွေကိုလှုပ်ဆောင်ကြပါတယ်ဒါပေမဲ့ဒီဆယ်တွေဟာVivaတွေအတွက်တင်မဟုတ်ပါဘူး move လို့ခေါ်တဲ့သမင်တွေအတွက်လည်းVivaတွေရဲ့ရေတိမ်ငံထဲမှာပေါက်ရောက်နေတဲ့ရေမော်ဘီနီကိုစားသုံးဖို့တောအုပ်ထဲကနေရောက်ရှိလာတတ်ကြပါတယ်ဒီရေမော်ဘီနီဟာတောအုပ်ထဲမှာအလွယ်တကူမရနိုင်တဲ့အရေးကြီးဆုံးဆိုဒီယမ်ဓာတ်တွေကျယ်ဝစွာပါဝင်ပါတယ်အခုဆောင်းရာသီနီးကပ်လာတဲ့အခါမှာတော့ဆယ်ရဲ့နောက်ထပ်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပေါ်ပေါက်လာပါတယ်။အကိုင်းခက်လေးတွေကဆယ်ကိုပြင်ဖို့အတွက်မဟုတ်ပဲစားဖို့အတွက်ဖြစ်ပါတယ်။ Vivaကအဲ့တကိုင်းတွေကိုရေကန်အောက်ခြေကရှုံနေတဲ့မှာမြင်းမြင်အောင်စိုက်ထားပါတယ်။နောက်ပတ်နှစ်အနေငယ်တွေမှာဒီရေကန်ကြီးအိတ်ခဲသွားတော့မှဖြစ်လို့Vivaတွေဟာတပင်တွေကိုဖြတ်တောက်ပေးယူနိုင်တော့မှမဟုတ်ပါဘူးဒါပေမဲ့သူတို့ဟာရေခဲပြင်အောက်မှာရေကူးပြီးဒီရေအောက်အစားအစာတူလောင်ယူစီကနေအစားစားနိုင်ကြမှာပါ move တမင်တွေဟာလည်းတစ်ကိုင်းနဲ့အကိုင်းခက်တွေကိုစတက်ကြပြီးVivaတွေရဲ့ပင်ပန်းကြီးစွာလှုပ်ဆောင်ထားမှုပေါ်အခွင့်ကောင်းယူဖို့ကြိုးစားနေပါတယ်ဒီသမီးမျိုးတွေဟာVivaရဲ့အစာတူလောင်ရာအရက်နဲ့အရန်နီးကပ်နေပါပြီVivaတွေအတွက်ကတော့ဆောင်းဘောင်ရာသီဆိုတာမျှဝေခံစားရမယ့်အချိန်မဟုတ်ပါဘူးခင်ဗျာ